ဒီနေ့ပြင်လိုက်တဲ့ power station charger လေးကအားမဝင်တော့ဘူးဆိုပြီးရောက်လာတာအပြင်မဲကြည့်ရင်တော့လုံးဝပြတ်နေပြီပေါ့ကွာဒါပေမဲ့တော်တော်ဖွင့်စစ်ကြည့်လိုက်တော့ဖြစ်နေတာက power supply ဘိုင်းကဖြစ်နေတာဒီကောင်လေးကဒါ14.5 volt ရတဲ့ 15A power station charger လေးပါဒီကောင်ကိုဖွင့်လိုက်ပြီတဲ့ဒီကောင်ကိုဖွင့်လိုက်တော့တဲ့ဒီကောင်တွေကရှင်းပြောမယ်ဆိုတော့ဒီတိုင်းမီးမထိုးရဲဘူးပေါ့နော်ဒီကောင်တွေကကလိထားတာတွေပါတယ်ရှိနိုင်တယ်ဆိုတော့ဒီ charger လေးကိုဒါဒီကောင်လေးအခုဒီနေ့ပြင်းတဲ့ပြဿနာလေးကဘာဖြစ်တယ်လဲပေါ့ကဲဒါလေးတစ်ချက်တော့ဆန်းလိုက်အောင်မယ်နော်ဒီပြစ်တဲ့အားလေးဘာပြက်သွားတာလဲတော့မထိုးရသေးရင်ဆန်းလိုက်အောင်မယ်ဆန်းတော့ကောင်းလားမကောင်းလားကောင်းရင်တော့ပြင်ပေးမှာပေါ့နော်မကောင်းရင်တော့ပြင်ရမှာပေါ့သူပြစ်ချက်လေးကဘာမီးပါမလာဘူးတဲ့ဒါပေမဲ့ဘာမီးပါမလာတော့ဒီမှာ short ကျနေတာဘာဖြစ်လို့ short ကျနေလဲဆိုတော့ဒီမှာကြည့်လိုက်တော့ပြောင်းမယ်နော်ဒီမှာဒါမီးမထိုးတော့ဘူး capacitor မှာ volt တွေအောင်းနေပြီ capacitor အောင်းနေပြီဒါသွားကန်တက်လိုက်မယ်နော် capacitor ရဲ့အားမကျန်နေတော့မီးမထိုးတော့ဘူးဒီမှာမီးမထိုးတော့သူ့ရဲ့ကြိုးမီးမထိုးတော့ဘူးဒါပေမဲ့ဗာလဲမီးအားရောက်နေပြီနော်ဒီကောင်ကိုပြင်ပြီးရင်ခေါက်လေးနဲ့ capacitor လည်းမနာလေအောင်ခေါက်လေးနဲ့ပြန်ထိုးရမယ်ဒီမှာအဲဒီခေါက်လေးနဲ့ပြန်ပြီးရင်ပြန်ပြီးအားပြန်ထုတ်ရမယ်ဒီပိုင်းထုတ်ရမယ်ဟုတ်ပြီထုတ်ပြီးပြီဆိုရင်ပြန်တိုင်းရပါမယ်မရှိတော့ဘူးเนาะမရှိတော့အားထုတ်ပြီးဆိုမှဒါဆိုတန်းမလိုက်တော့ကင်လို့ရပြီဒီဘက်ကနေဒီဘက်ကိုမထုတ်တာပေါ့เนาะဒီကအဝင်ဒါအထွက်ဘယ်လိုမျိုးလွယ်ပြောလို့ရဒီအထွက်ကိုမထွက်နိုင်တာ